ဆိုင်တို့ကျွန်တော်ခဏကိုလာရေဒနာကြီးလည်းမထွက်လာသေးပါဘူးစီးလုံးလည်းတောက်ပြီးတော့ငါလည်းလည်းစဉ်းစားနေရပါစာရင်းမှာမင်းဖတ်တော့မှာလေအစီးလုံးတောက်ပြီးမကြမီခဏကိုလည်းမရေဒနာကြီးထွက်လာမှဆိုတာလေမစ္စပါသေးလားပါသေးတယ်ထွက်တော့မှာတစ်ဖက်ကြရေဒနာစေးလုံးကြီး၃လုံးကိုရှာတွေ့သူဒီအလွန်ကန်ကောင်းသူဖြစ်တယ်ဒီရေဒနာစေးလုံးကြီး၃လုံးထဲမှာတစ်လုံးတောက်ယုံပြင်တင်းတို့ခန္ဓာကိုယ်မှာရေဒနာများထွက်လာလိမ့်မယ်ပုံဥယျာဉ်မှုတော့နေစမ်းမဥယျာဉ်မှုဆိုတာငါတို့လမ်းလိုက်ပြပြီးကောင်းလားဟုတ်တယ်လေဟာရောသူဒီရေဒနာကိုရှားဖို့လေဒီကောင်မေးလောက်ထားလားအဲ့ဆိုငါ့ကိုလာပေါက်သွားလေအဲ့ကောင်ပဲပေါ့ဟာစဉ်းစားသေးတယ်နေဟာမစားတော့ချင်မင်းမဖတ်လိုက်ဘူးအဲ့ဒါထိုရတနာများသည်အပင်များအတွက်အလွန်တန်ဖိုးရှိလိမ့်မည်အပင်များအတွက်အလွန်တန်ဖိုးရှိလိမ့်မည်ဆိုတော့ယောပြောစပိုင်နာလာတို့ပဲရောဇေကျွန်တော်လည်းပိုင်နာလာတို့ပဲဇေဒါကျွန်တော်လည်းပိုင်ရနာလာပြီ哎呦我的妈！What？ 呀，让俺တို့ဟိုဥယျာဉ်မှုဆိုတော့တက်ဂျင်းထဲရောလားကွာဥယျာဉ်မှုငါဒီကောင်မကြည့်ဘူးမင်းတို့နှစ်ယောက်အခုချက်ချင်းအကောင်တော့ရှာပြီးတပ်ပြက်ဒါဆရာကြီးဖြိုးအမိတ်ပဲဆရာကျွန်တော်လည်းမရတော့